ငွေစကားမိတ်ဆွေပြိတ္တာအားလုံးကိုစိတ်နှဖြာကျမ်းမာပြီးတဲ့ကျမ်းမာအောင်ချမ်းသာပြီးတဲ့ချမ်းသာအောင်စွမ်းဆောင်နိုင်ကြပါစေ။တန်ညံဝရိယသုံးချက်လုံးအားကောင်းအောင်လဲဂျိုးပါတော်မူနိုင်ကြပါစေလို့မေတ္တာပို့တာလိုက်ပါတယ်ခင်ဗျာ။ရွှေစကားငွေစကားအစီအစဉ်ကျွန်တော်ညစဉ်ကြိုးစားပြီးတင်ဆက်ပေးနေပါတယ်။အနေနဲ့ရကမိတ်ဆွေများအတွက်လည်းအသုံးတဲ့ကြအကျိုးထူးကြတယ်ဆိုတာပြန်လဲကြားသိရတဲ့အတွက်ဝမ်းသာမိပါတယ်ခင်ဗျာ။အဲ့တော့ဒီညလဲကျွန်တော်ဗာစဉ်းစားမိလဲဆိုတဲ့အခါကျတော့ကျွန်တော်မိတ်ဆွေများဘယ်နေရာပဲရောက်ဘယ်နေရာပဲရောက်ဘာအလုပ်ပဲလုပ်ကိုရောက်တဲ့နေရာမှာဆောင်ရွက်လို့ရတဲ့နည်းလေးတစ်ခုပေါ့နော်အဲ့ဒါလေးကျွန်တော်လက်ဆောင်ပါမယ်ဆိုပြီးစဉ်းစားထားတယ်အဲ့တော့ကိုယ့်အတွက်လည်းသုံးပါဟိုကျင်းနဲ့ကြတဲ့အခက်အခဲဘေးဒုက္ခအန္တရာယ်ဝိုင်းနေတဲ့နေရာရောက်နေတဲ့ကိုမိတ်ဆွေမိသားချင်းညီကိုမောင်နှမများအတွက်လည်းဒီနည်းလေးလက်ဆင့်ကမ်းပေးစေချင်ပါတယ်ဗျနော်တခါတော့ကျွန်တော်မိတ်ဆွေဇာရေးဆရာလေးတယောက်သူတို့ဇနီးမောင်နှံစားတော့ဆိုင်လေးတခုဖွက်တာတော်ကြိုးစားတာအလွန်ဇွဲနေပဲကြီးစွာနဲ့ကြိုးစားတာသို့တော်လည်းပဲရက်ကန်လေးပေါ့ဗျာနော်ထင်တိုင်းမပေါက်ဘူးပေါ့အဲဆိုင်လေးတော်အချိန်ရနေတဲ့အချိန်မှာဆိုင်ုံထပ်ပြီးတော့အင်းနဲ့အားနဲ့တိုးဖို့ချဲဖို့လိုအပ်လာပြီသို့တော်သူတို့မှာခါပြတ်နေပြီအရင်နေ့လည်းမရှိတော့ဘူးဆက်ပြီးမတိုးလို့ရှိရင်လည်းလုပ်ငန်းဆက်ပြီးသွားဖို့မလွယ်တော့ဘူးပေါ့နော်ရက်ပြည့်ရမယ်ဥစ္စာမျိုးဖြစ်သွားပြီရက်ပြည့်ဖို့ဆိုလည်းနှံမျောဖို့ကောင်းတယ်ကြိုးစားလာတာလေးဆက်နှမ်းမှုအချိန်ကြီးလည်းမပေးဘူးအဲ့ဒီအချိန်မှာဒီအချိန်ကြီးကိုကျွန်တော်သိတဲ့အခါကျတော့သူ့အတွက်ကိုကျွန်တော်ကစဉ်းစားပေးတာပေါ့နော်ဟောသူ့အခက်အခဲလေးပြေပြအောင်ပြေလေတော့ဆိုပြီးစဉ်းစားတော့ကျွန်တော်ကောင်းထဲမှာအတွေးထဲမှာဘာပေါ်လာလဲဆိုတော့ဒါအပါမင်းတွေကကျွန်တော်တို့သင်ပေးခဲ့တဲ့ပညာတွေနဲ့ဆက်ဆက်ပြီးတော့ပေါ့နော်ဆက်ဆက်ပြီးတော့ကိုနာပါဝဉ္ဇဉ်မှာရှိတဲ့တစ်ပင်မှာရှိတဲ့ရုပ်ကစိုးဘိုးဘိုးကြီးကိုသေချာကြာနာအာယုံပြုတ်မေတ္တာလေးပို့ကိုတာကလေးပို့ဗမာလိုပို့ကလားလိုပို့တရုတ်လိုပို့အင်္ဂလိပ်လိုပို့ပေါ့နော်ရုပ်ကစိုးကဗမာရုပ်ကစိုးလို့ထင်ဗမာလိုပို့တရုတ်ရုပ်ကစိုးလို့ထင်လဲတရုတ်လိုပို့ပေါ့ကလားရုပ်ကစိုးလို့ထင်လဲကလားလိုပို့ပေါ့နော်နောက်တာပါဗမာလိုပို့လို့ရတယ်ကိုဘာသာစကားနဲ့ကိုလိုက်လဲပို့တတ်တယ်လို့ပို့အဲ့တော့ကိုအိမ်သားဝင်းချင်းကိုအလုံသားဝင်းချင်းအခုကိုရောက်နေတဲ့နေရာဝင်းချင်းမှာရှိတဲ့တစ်ပင်ကြီးပေါ့အိမ်အထက်ကဖြစ်ဖြစ်အိမ်အပြင်ကဖြစ်ဖြစ်လမ်းကဖြစ်ဖြစ်အဲ့ဒါကိုနဲ့နီးနားတစ်ပင်ကြီးကိုသွားအဲ့ဒီရုပ်ကစိုးဘိုးဘိုးကြီးကိုအဲ့ဒီအပြင်ရုပ်ကစိုးဘိုးဘိုးကြီးကိုတီးချာကြနာအာယုံပြုတ်ပြီးမြင့်တာလေးနှစ်ကပို့ပြီးတော့မှသမုတ်တွေကားတာတော့6ခေါက်ရွတ်ပါမယ်သမုတ်တွေကားတာ6ခေါက်ရွတ်အဲ့ဒါရွတ်ပြီးတော့မှခုမှအရေးကြီးတဲ့ကိစ္စတွေစုတာအဲ့တော့ခုစာဝတ်နေရေးအဆင်ပြေချင်တာလားငွေကြေးအခက်ခဲလားအန္တရာယ်ကြောက်နေတာလွတ်မြောက်ချင်တာလားဒုက္ခတွေကလွတ်မြောက်ဖို့လားဘယ်ပစ္စည်းရောင်းချင်တာဝယ်ချင်တာအလုပ်ရချင်တာယာရုတိုးချင်တာဝင်ငွေတိုးချင်တာနော်ဈေးရောင်းကောင်းချင်တာမိသားစုရေးအချစ်ရေးအိမ်တော်ရေးစုတောင်းနေတယ်တစ်ခေါက်နှစ်ခေါက်တည်းတော့ဘယ်ရမလဲဗျာငိုတတ်တဲ့ကလေးမုံစားရတယ်နှုတ်ဆိုးရတယ်ဆိုတယ်လို့ပဲရုပ်ကစိုးဘိုးဘိုးကြီးလဲသူ့အလုံးနဲ့သူ့ကိစ္စနဲ့သူနေမှာကိုကတစ်ခါပြောလဲသူကြားချင်မှကြားမှာပေါ့နှစ်ခါသုံးခါပြောလဲဂရုစိုက်ချင်မှစိုက်မှာပေါ့၄၅ခန်းလောက်ကြာမှာဘာလဲကွာဆိုလက်ကြည့်မှာပေါ့အဲ့ဒါလည်းပဲကိုက၄50ခါမှရသွားရင်သူဂရုစိုက်ချင်မှစိုက်တော့မှာပေါ့အဲ့တော့အခါ90တရားပြောတော့မှရုပ်ကစိုးလဲနားကြီးနားပြီးတော့ဘာကြီးလဲကွာဒီကောင်စမပြီးနိုင်တော့ဘူးနော်အဲ့တော့ဒီကောင်ကိစ္စသူတို့ကိစ္စအစဉ်ပြေမှကိုမြန်နားအေးတော့မှပါဆိုပြီးတော့နားအေးလုပ်ပေးတာပေါ့နော်အဲ့တော့ခုနအဲ့ဒီနီးလေးရတော့ခုနကျွန်တော်မိတ်ဆွေဇနီးမောင်နှံအောင်ပေးတယ်သူတို့တော်တော်လေးနဲ့လှုပ်ရှားတယ်ည9နာရီလောက်သူတို့ဆိုင်ပိတ်ပြီဆိုတာနဲ့ဆိုင်ရှိမှာတပြက်စီးပါညာလှဲရင်းနဲ့အဲ့ဆိုင်ရှိမှာလည်းသူတရက်ပင်ကြီးလေးတပင်လည်းရှိတယ်အဲ့ဒီပင်ချင်းမှာတပြက်စီးပါညာလှဲတန်ရှိပါညာလှဲရင်းနဲ့ကျွန်တော်ပြောသလိုပဲသူတို့မေတ္တာပို့လိုက်တာမုတ်တွေ6ခေါက်ရွတ်လိုက်ဆုတောင်းလိုက်မေတ္တာပို့လိုက်တာမုတ်တွေ6ခေါက်ရွတ်လိုက်ဆုတောင်းလိုက်လုပ်တာပေါ့နော်ထက်ခါလုပ်တာအိုင်နာမှာသူတို့နာယီဝက်တနာယီအဲ့လိုလုပ်ကြတာအဲ့ဒီပြင်သူတို့ကပို့ပြီးတော့ကျွန်တော်တို့တဲ့အဲ့ဒီပြင်ဒီတလန်းလုံးကိုလည်းမေတ္တာပို့တယ်ပရိတ်တွေပါလေရွတ်တယ်တဲ့နော်မေတ္တာပို့တယ်တဲ့အဲ့ဒါလည်းလုပ်ပါတယ်တဲ့ကျွန်တော်ပြောတဲ့ဥစ္စာလည်းလုပ်တယ်သူတို့ပါသူထပ်ပြီးတော့လဲကောင်းလို့ရထပ်ဖြစ်ပြီးလုပ်သေးတယ်ပေါ့နော်မျောလင်းချက်သူတို့မှာ
ပိတ်သွားပြီအဲ့ဒီအချိန်မှာဒီတစ်ခုပဲသူတို့အားကိုးစရာရှိတော့ဒီတစ်ခုပဲသူတို့လောက်ကြတာဆိုကြပါတော့နောက်ထပ်10ရက်လောက်ဆိုရင်အဲ့ဒီဆိုင်ကားကပြည့်ပြီဒါသာပေးရတော့အရင်အကျွေးလည်းရှိတယ်ထပ်ငှားမှမဟုတ်တော့ရပ်ပေးလိုက်ရတော့မှာဖယ်ပေးလိုက်ရမှာဒီဆိုင်လေးရပ်သွားတော့မှာပေါ့အဲ့တော့အနည်းငယ်လာကြိုးစားထားတာလေးလက်ကားဖြစ်တော့မှာဆိုတော့သူတို့မှလည်းဒီ10ရက်လောက်အတွင်းမှာအဲ့ဒီဂဲပေါက်လေးရလာဖို့ပေါ့နော်အဲ့ဒါလေးလောက်ကြတာညတယ်9ရက်တစ်ပတ်လောက်ကြာတဲ့အချိန်မှာကုညီမဲ့လူကဆိုင်ကိုဆိုက်မဲ့ရောက်လာပြီးတော့ကုညီသွားတယ်ကုညီမဲ့လူကကိုဆိုက်မဲ့ရောက်လာပြီးတော့ကုညီပေးသွားတယ်ဟာသူချက်ချင်းကျွန်တော်စီဖုန်းတွေပါဆက်ပြီးတော့ကျွန်တော်ပြဿနာအဆင်ပြေသွားပြီကျွန်တော်ကိစ္စအဆင်ပြေသွားပြီနဲ့ဖြစ်တာဝမ်းသာအားရနော်ဆိုတော့အဲ့တော့နီးစနစ်ကတော့ကိုနဲ့နီနာနာကိုပါဝင်ရင်ရောက်နေတဲ့နေရာမှာရှိတဲ့တစ်ပင်ကရုပ်ကစိုးပိုးယူသေးချာအာယုံပြုတ်ပြီးတော့မြစ်တာလေးနှိမ့်နေကာပို့ပါပို့ပြီးတော့တန်မုတ်တွေကာတာဘာတန်မုတ်တွေပဲဖြစ်ဖြစ်အရှိကျွန်းနောက်ကျွန်းတောင်ကျွန်းမြောက်ကျွန်းနော်အဲ့ဒါဘာတန်မုတ်တွေပဲဖြစ်ဖြစ်အဲ့ဒီတန်မုတ်တွေကာတာကို6ခေါက်ရွတ်မယ်ပြီးရင်စုတောင်းမယ်ကိုအရေးကြီးတဲ့ကိစ္စတွေစုတောင်းမယ်အဲ့ဒီတိုင်းထပ်ခတဲလဲတော့လောက်ရမယ်အခေါက်450 60 80 100 200 1000 2000 1000ကိုကိစ္စအရေးကြီးသလိုအချိန်ရသလိုလုပ်နေပြီတော့ပဲနော်ရုပ်ကစိုးကိုမြစ်တာပို့လိုက်တန်မုတ်တွေ6ခေါက်ရွတ်လိုက်စုတောင်းလိုက်မြစ်တာပို့လိုက်တန်မုတ်တွေ6ခေါက်ရွတ်လိုက်စုတောင်းလိုက်အဲ့ဒါလုပ်ပြီးတော့အထူးသဖြင့်အခုအနေနဲ့ရအမှာအဲ့ဘေးတီရန်ခနေကြတဲ့ကျွန်တော်မိတ်ဆွေမောင်နှမသားချင်းများရောက်တဲ့နေရာမှာအဲ့ဒါလေးပြုတ်လို့စေချင်ပါတယ်ရောက်တဲ့နေရာမှာကိုရောက်နေတဲ့နေရာမှာပေါ့နော်အဲ့ဒါလေးပြုတ်လို့စေချင်ပါတယ်ရောက်တဲ့နေရာရုပ်ကစိုးပူပူမြစ်တာပို့ဟာလားအဲ့တော့ဆိုကြပါစို့ဟိုမန္တလေးကနေပြည်ရန်ကုန်လှမ်းဖို့လဲရတာပဲတောင်ကြီးကနေပြီးတော့မြကြီးနားလှမ်းဖို့ပေးလဲရတယ်ခုဆိုကြပါစို့ကိုကတောင်ကြီးမှာနေတယ်ဟောခုမြကြီးနားဆွေမျိုးသားချင်းမိတ်ဆွေအတွက်လှမ်းဖို့ကျင်သလားရတယ်နော်ဒီကရုပ်ကစိုးကြီးကိုတိုင်တယ်ပြီးမြစ်တာပို့သူ့တောင်းတဲ့ခါမှာရုပ်ကစိုးပူပူကြီးရယ်ဟိုမြကြီးနားအဖေစီကိုအမေစီကိုသားသမီးစီကိုနော်အဲ့ဒါသူတို့လည်းအနေနဲ့မရှိအောင်ဘယ်လိုဖြစ်အောင်နော်အဆင်ပြေအောင်ဗာလေးကူညီပေးပါဆိုရင်သူတို့ရုပ်ကစိုးချင်းနော်အဲ့ဖုံးဆက်သွားလိမ့်မယ် online ကနေချိတ်သွားလိမ့်မယ်အင်တာနက်ကနေချိတ်သွားလိမ့်မယ်နော်ကိုကတောင်ကြီးမှာနေပြီမဲ့တောင်ကြီးကရုပ်ကစိုးစီမှာပဲမြစ်တာပို့ဆိုတောင်းတောင်ကြီးကရုပ်ကစိုးကအဲ့ယုံချင်းချင်းပေါ့ရုပ်ကစိုးယုံချင်းအင်တာနက်နဲ့ဆက်သွယ်ပြီးဟိုမြကြီးနားရုပ်ကစိုးစီကိုလန့်ပြီးတရင်ဖို့အကြောင်းရလိမ့်မယ်ဟိုကရုပ်ကစိုးကစီစဉ်ပေးလိမ့်မယ်နော်အဲ့တော့ကဘာအရရောက်တဲ့နေရာမှာပြုလုပ်နိုင်ပါတယ်ဟလာစင်ကာပူရောက်နေတဲ့မလေးရောက်နေတဲ့ဂျပန်ရောက်နေတဲ့အော်စီရောက်နေတဲ့ဒူဘိုင်းရောက်နေတဲ့ဆိုလဲဟိုမြန်မာပြည်ကကိုဆွေမျိုးသားချင်းမိတ်ဆွေတွေမျိုးတွေကိုလှမ်းပြီးတော့လှုပ်ပေးမြစ်တာပို့ပေးရတယ်ကိုရောက်နေတဲ့နေရာဒူဘိုင်းဆိုလဲဒူဘိုင်းစင်ကာပူလဲစင်ကာပူဂျပန်ဆိုလဲဂျပန်တစ်ပင်မှာပဲပြုတ်ကိုမြစ်တာပို့သူတို့ချင်းချိတ်ဆက်ပြီးတော့နော် online ပေါ်ကနေချိတ်ဆက်ပြီးတော့စောင်းရဲသွားလိမ့်မယ်ဆက်လက်စောင်းရဲသွားလိမ့်မယ်နော်ဆိုတော့အခုဝင်ရောက်ကြည့်ရှုမိကြတဲ့မိတ်ဆွေများလည်းပဲအဲ့ဒီနီးလေးအခုကိုပဲသုံးနိုင်ပါစေနော်